ဒီမိုက်ပုံကခင်ဗျားတို့နိုင်ငံရဲ့ဘဏ်တွေထက်တောင်ပိုချမ်းသာတယ်ဟုတ်ပါတယ်မနောက်ပါဘူးဒီအောက်မှာပိုင်ရှင်ရှိရတဲ့ယူခွင့်မရှိတဲ့ဒေါ်လာတန်း1000တန် Bitcoin တွေရှိနေတယ်ဒါပုံမြင်မဟုတ်ဘူးဂျိန်းဟိုဝဲဆိုတဲ့လူတစ်ယောက်ရဲ့ရင်ကွဲစရာဖြစ်ရမှန်းပဲဇလန်းက2009ခုနှစ်မှာစတယ်ဂျိန်းဟာတာမန် IT ပညာရှင်တစ်ယောက်ပါအဲ့ဒီတုန်းက Bitcoin ဆိုတာဘာမှမသိကြသေးဘူးလူတွေက online ကစားနည်းတစ်ခုလိုပဲထင်နေကြတဲ့ချိန်ပေါ့ဂျိန်းကသူ့ရဲ့လက်တော်လေးနဲ့ Bitcoin ကိုစမ်းတူးကြည့်ခဲ့တယ်တိတ်မကြပါဘူးသူ့ရဲ့ hard drive ထဲကို Bitcoin ပေါင်း8000ရရှိခဲ့တယ်အဲ့ဒီချိန်တုန်းကအဲ့ဒါတွေကဒေါ်လာအနည်းငယ်ပဲတန်တာပေါ့ကံကြမ္မာရဲ့အလှည့်ပြောင်းက2013မှာစတင်ခဲ့ပါတယ်လူရသည်ရဲ့တရက်မှာဂျိန်းကအိမ်ရှင်းနေတယ်သူ့ရှေ့မှာ hat-trick နှလုံးရှိတယ်တစ်လုံးကဘာမှမရှိတဲ့လွတ်နောက်တစ်လုံးက Bitcoin 8000ပါတဲ့အလုံးနှလုံးစလုံးကပုံစံတူအရွယ်တူတယ်ကန်ဆိုးစွာနဲ့ပဲမှားပြီး Bitcoin ပါတဲ့ hat-trick ကိုအမိုက်ပုံးအမဲတဲ့ထည့်နှုတ်ပစ်လိုက်မိတယ်အဲ့ဒီညနေမှာပဲသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးဟာနယူးပေါ်မြို့ရဲ့အမိုက်ပုံကြီးစီကိုအမိုက်ကားနဲ့အတူပါသွားခဲ့လာအနေငယ်ကြာမှာတော့အဲ့ဒီအမှားကိုသူသတိထားမိလိုက်တယ်ဒါပေမဲ့အချိန်ကလွန်သွားပြီနှစ်တွေကြာလာတာနဲ့မျှ Bitcoin ဈေးတွေကမိုးထီအောင်ထိုးတက်လာတယ်ဒီနေ့ပေါက်ဈေးနဲ့ဆိုရင်အဲ့ဒီ hat-trick ကဒေါ်လာတန်း1000နီးပါးတန်ဖိုးရှိနေပါပြီဂျိန်းကအရှုံးမပေးဘူးသူ့ hat-trick ကိုပြန်ရဖို့ကြိုးစားခဲ့တယ်သူမှာအစီအစဉ်တွေရှိတယ် NASA မှာသုံးတဲ့ data ပြန်လည်ရှာဖွေရေးနည်းပညာတွေ AI စက်ရုပ်တွေသုံးပြီးရှာဖွေဖို့ရင်းနှီးမြှုပ်နှံသူတွေကိုရှာခဲ့တယ်နယူးပေါ်မြို့တော်ဝန်ကောင်စီကိုအမြင့်ငွေရဲ့ဒေါ်လာတန်း100ပြန်လူမယ်ဆိုပြီးသူကကမ်းလှမ်းခဲ့သေးတာဒါပေမဲ့အစိုးရကလုံးဝလက်မခံဘူးဘာကြောင့်လဲအစိုးရပြောတာကတဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့အဲ့ဒီအမိုက်ပုံကြီးကိုတူးဆွလိုက်မယ်ဆိုရင်မြေအောက်မှာနှစ်ပေါင်းများစွာစုပြုံနေတဲ့အစိတ်တင်တဲ့တန်းငွေတွေမီသိန်းတန်းငွေတွေလေတူတဲ့ပြန့်သွားနိုင်တယ်လို့ဆိုပါတယ်ဒါကမြို့လူထုရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်လို့လည်းပြောတယ်အမိုက်ပုံတူဖော်ခွင့်လိုင်စင်ဆိုတာအလွယ်တကူမရနိုင်ပါဘူးအကယ်၍ရှာမတွေ့ခဲ့ရင်ဖြစ်လာမယ့်နောက်ဆက်တွဲပျက်စီးမှုတွေအတွက်ဘယ်သူတာဝန်ယူမလဲဆိုတဲ့ပြဿနာကရှိနေသေးတာပေါ့ဒါကြောင့်ကောင်စီကသူ့ကိုဝင်ခွင့်မပေးရုံနဲ့မကပဲအဲ့ဒီနေရာကို24နာရီ CCTV တွေလုံခြုံရေးတွေနဲ့ပါပိတ်ထားလိုက်တယ်12နှစ်ကြာတိုက်ပွဲဝင်ပြီးတဲ့နောက်ဂျိန်းကတရားရုံးမှာထပ်ပြီးရှုံးခဲ့တယ်ဒါပေမဲ့ဂျိန်းကတမျိုးတွေးလိုက်တယ်သူ Bitcoin တွေကပျောက်သွားတာမဟုတ်ဘူးအဲ့ဒီနေရာမှာရှိနေတာသိကြတယ်ဒါဆိုရင်အဲ့ဒီအမိုက်ပုံကြီးကအမိုက်ပုံမဟုတ်တော့ဘူးအစိုးရကိုယ်တိုင်လက်နက်ကင်ပြီးစောင့်ပေးနေတဲ့သူ့ရဲ့ဗန်တိုက်ကြီးဖြစ်သွားတာပေါ့အစိုးဆုံးကပတ်စံတွေဆုံးရှုံးသွားတာတော့မဟုတ်ဘူးဗျကိုပစ္စည်းဘယ်နှမ်းမှလဲဆိုတာသိနေတာပိုဆိုးတယ်ညာတိုင်းအိယာဝင်ရင်အဲ့ဒီအမိုက်ပုံကြီးကိုပဲအိမ်မက်မက်နေမှာဘဝမျိုးတကယ်လို့ဒါခင်ဗျားဂျိန်းနေရာမှာဆိုရင်လက်လျှော့လိုက်ပါလားဒါမှမဟုတ်ကိုဗျာတက်လက်ဆွဲပြီးကိုယ်တိုင်တော့တူးမိမှာခေါ်မမရေးခဲ့ပါ